ဘုံတော်နေဝန်ထွန်းလင်းတောင်းပန်တော်မူတော်ဘုရားရှင်ကိုတော်မြတ်ကြီးကတရားဓမ္မတွေဟောလိုက်တယ်မမြဲတာတွေကိုနားလေရမယ်ဗါလဲတော့ဟဲ့သမီးကလည်းမမြဲဘူးအမေကလည်းမမြဲဘူးအမေတို့သမီးတို့ပိုင်ဆိုင်နေတဲ့အရာတွေကလည်းမမြဲဘူးဒါကြောင့်အမေမမြဲတာတွေကိုမစွဲနဲ့ဗါလဲတော့ဟဲ့အမေသမီးကလည်းမမြဲတဲ့ခန္ဓာရထားတာအမေကလည်းမမြဲတဲ့ခန္ဓာရထားတာမို့လို့မမြဲတာကိုမစွဲနဲ့ဗါလဲတော့ဟဲ့ဖယားဟောတဲ့တရားကိုပြန်ပြီးတော့အိမ်မှာတော်ကောင်းကြီးမြတ်ကြီးဖယားရှင်ကိုတော်မြတ်ကြီးကဤသို့ဤနေဟောခဲ့တယ်အမေလည်းသမီးကိုမစွဲနဲ့သမီးလည်းအမေကိုမစွဲလန်းအောင်နေရမယ်သမီးရဲ့တဲ့ကြံတဲ့ဟာတွေဆိုတာသမီးအမေမစွဲဘူးငါသမီးလေးရဲ့နောင်ရည်သွေးပြီးတော့အမေစိတ်ပူတယ်အမေမရှိတော့ဘူးမိဘာမှမသွေးနဲ့မိဘာမှမသွေးနဲ့သမီးကလည်းအမေမရှိရင်တာရဏပေါင်းဝမှာဘယ်ဟုတ်ပါမလဲသမီးရဲ့ကူပေါ်လောင်ဘတ်ဆိုတာရှိရတယ်အမေကရာဝတတံပါရာကိစ္စများမြောင်လူတို့ပေါင်းဆိုတာကအလွန်ယမတန်မှအပူဘောအပူဆင်အပူတွေများလွန်သမီးအပူမခံပါရစေနဲ့အမေရဲ့ရွှေမြမမရအဲ့ဒါနဲ့မမြဲတာကိုမစွဲဖို့ရသမီးကလည်းအမေပြောအမေကလည်းသမီးကိုပြောရင်းနဲ့နောက်တနေ့တော်ကောင်းကြီးမြတ်ကြီးစန္တိကာလေးစိတ်ထဲမှာဘာတွေးသလားလဲလို့မေးတော့ဘုရားတရားနာနေရင်းနဲ့ဟိုကြည့်တီကြည့်ကြည့်လာတာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အဲ့ဒီတရားဓမ္မသနပလင်အထက်စီမှာဘိတန်ဆိုတဲ့မျက်နှာချက်လေးကဟောင်းနေတယ်တဲ့ရွှေမြမမရအလေးဟောင်းတယ်ဘုရားရှင်ကိုတော်မြတ်တရားဟောတဲ့ဘိတန်ဆိုတဲ့အဲ့ဒီတရားဟောတဲ့ဥကောင်းတော်ရဲ့အထက်ပေါ်မှာမိုးထားတဲ့ဘိတန်နဲ့စာလို့ပြောရင်ဘာမှလို့ပြောရင်မျက်နှာချက်လေးကဟောင်းနှွမ်းနေတာပဲအဲ့ဒါစန္ဒိကမြင်ခဲ့တော့မှတ်ထားနောက်တနေ့လဲရောက်မေးတဲ့အနည်းညတော့ကတရားသွားနာတယ်ဘုရားတရားပွဲမှာသွားနာတယ်လူတွေမှအများကြီးပဲအလွန်ယမတန်မှဘုရားတရားဒိဋ္ဌနာတော်လေးကလည်းကောင်းလိုက်တာဒါပေမဲ့ဘုရားရှင်ကိုတော်မြတ်ကြီးဟောတဲ့တရားဓမ္မသနပလင်ထက်စီကနေပြီးအပေါ်ကမိုးထားတဲ့ဘိတန်မျက်နှာချက်လေးကဟောင်းနေတယ်အဲ့ဒါအမေမလူခြင်းဘူးလားသမီးရဲ့ဘယ်လိုပြောလိုက်တာလဲအမေလူခြင်းတာပေါ့အမေလူချင်တာပေါ့ငါသမီးရဲ့ဒါပေမဲ့လို့လည်းပဲအမေနဲ့သမီးနဲ့အမေဒုက္ခတွေဒီလောက်များနေတဲ့ကကဘာကြီးထဲမှာသမီးနဲ့အမေတဝမ်းတစ်ခါဝါဖို့ရေးတောင်းမှငါသမီးအားကိုနဲ့အမေဝမ်းဝနေတာသမီးရဲ့လူတော့လူချင်းနဲ့လူစရာပစ္စည်းဝတ္ထုမှမရှိတာရွှေမြမမရအမေအဲ့ဒီတော့ပူမနေနဲ့အမေလူစရာမရှိသမီးရအောင်ရှာမယ်ဆိုပြီးတော့ပြောကြဆိုတော်ကောင်းကြီးမြတ်ကြီးအဲ့ဒီမှာသမီးအမေကိုတခွန်းတော်ကောင်းကြီးဘာလို့လဲကြမ်းကြမ်းနာနာအမေရင်ထဲမှာဖြစ်တဲ့ဟာကိုသမီးကိုပဲပြောလိုက်အမေလှူခြင်းသလားလှူခြင်းနဲ့သမီးကောင်းပြီမေဆိုပြီးတော့အဲ့ဒါဘာလို့လဲအမေကိုဝေယဝဆတွေခါတိုင်းနေတယ်လို့လှုပ်ပေးအဲ့ဒါတတေးကြီးအိမ်သွားအမေစီကလည်းပြီးတော့တတေးကြီးအိမ်သွားဟိုရောက်တော့ကြမ်းကြမ်းနာနာတတေးကြော်တော့အိမ်မှာလှုပ်ပေးပြီးတော့အလုပ်လည်းပေးစားကတောက်ခန်းလေးလည်းပေးဆေးကြောပေးပြီးတော့တတေးကြီးကြော်နာသွားပြီးတော့စန္တိကာကတထေးကြီးကြော်ကြီးရှင်တဲ့ကျမကိုဖြစ်နိုင်လို့ရှင်ရင်လေကျမကိုယုံကြည်မယ်ဆိုလို့ရှိရင်ငွေလေး12ကျပ်လောက်ချီးစမ်းပါတဲ့ပြောဘယ်နှကျက်တော့ရွှေမြမမရဘယ်နှကျက်တော့12ကျက်လောက်ချီးစမ်းပါဟဲ့စန္ဒီကဘာလုံးအောင်လို့လဲတွေဘာတွေမမေးဘူးဩသမီးလိမ်မာလေးစန္ဒီကညီငွေလို့လားဟုတ်တယ်ကျမ12ကျက်လောက်လို့ဟိုတုန်းနေကတော်ကောင်းကြီးကိုယ့်အိမ်လိုသဘောထားပြီးအစီကံလိုသဘောမထားဘဲနဲ့တခင်စိန်မွေးပြီးလှုပ်ခဲ့တော့စန္ဒိကမြင်လိုက်တာနဲ့မလေးကြီးကလည်းတလျောက်လေး12ကျက်လေးကဲကောင်းပြီရောဆိုပြီးအိမ်ထဲကနေသွားယူပြီးထုတ်ပေးအဲ့ဒီ12ကျက်လေးယူလာပြီးတော့ဒီနေ့သမီးလေးအလုတ်လေးစောနာလို့ရမလားရပါတော့ရပါကဲကောင်းပြီခက်စောပြန်စားစရာလေးတွေတောက်စရာလေးတွေအသားငါးလေးတွေထည့်ပေးအိမ်ရောက်အမိကျွေးဖို့ဆိုပြီးပေးလိုက်အဲ့ဒီ12ကျက်နဲ့အထုပ်လေးတွေဆွဲပြီးတော့အာရဝမ်းတာနဲ့ငွေ12ကျက်ရလာဈေးပြေးရွှေမြမမရဘာလူဖို့မဒူကပြီးထိုးပြီးတော့အမေကပြီးထိုးပြီးတော့အမေနာမည်ထိုးပြီးတော့အမေလူချင်းတဲ့ဆန္ဒလေးဖြည့်စည်းပေးဖို့သမီးတယောက်ရဲ့တာဝန်မှန်လားဟဲ့ခြေဝန်စွာထမ်းဆောင်တော်မယ်ဆိုတာမသေးကြဘူးလားအဲ့ဒါနဲ့စန္ဒိကတော်ကောင်းကြီးမြတ်ကြီး12ကျက်တွေကပိဿလေးအကောင်းဆုံးဆိုတဲ့ဂတိပါဇဝဲ30ဘိုးဝဲပြီးတော့2ကျက်ပို့တယ်2ကျက်ပို့တာကိုတော်ကြီးအဲ့ဒီဂတိပါဇပိတ်အုပ်လေအကောင်းစားပိတ်အုပ်လေရပြီးတော့ဆက်ဆိုင်သွား2ကျက်ပေးပြီးတော့ကျမကိုဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အပေါ်ကဥကောင်းမှာမိုးထားတဲ့အပေါ်ကနေမိုးထားတဲ့ဘိတန်ဆိုတဲ့မျက်နှာကျက်ပုံစံလေးလှလှလေးချုပ်ပေးစမ်းပါတော့ဘုရားရှင်ကိုတော်မြတ်ကြီးကိုလူချင်းလွန်လို့ပါတော့
အဲ့ဒါနဲ့ဘာလို့လဲလို့မေးလို့ချင်းအဲ့ဒါကြာကြာနာနာဆက်ချုပ်ဆိုင်ပိတ်ကြီးနောက်နေ့လာယူလို့ရလားလာယူလဲနောက်နေ့ရပြီအဲ့ဒါနဲ့မှာခဲ့ပြီးတော့တော်ကောင်းကြီးရဲ့ဆက်ချုပ်ဆိုင်အပ်သွားအမေပြန်ပြီးတော့တော်ကောင်းကြီးရဲ့စားစရာတောက်စရာတွေကျွေးပေါ့ရောကြဆိုတော်ကောင်းကြီးရဲ့ကျွေးမွေးပြီးတော့အမေတဲ့အမေကိုဝမ်းသာစရာပြောအောင်မယ်အမေဆန္ဒပြည့်အောင်မနှက်ဖြန်သမီးဖြည့်ပေးမယ်ရွှေမြမာမယားမဒုဆန္ဒမဒုဆန္ဒရွှေမြမာမယားမဒုဆန္ဒဒါလေးမှတ်နော်ဟဲ့တို့ညီတို့ကြီးမတွေဒါလေးမှတ်နော်ဟဲ့အမေဆန္ဒလို့ပြောလိုက်တာနဲ့ဒီနေရာမှာအဖေဆန္ဒကိုပါပြီးသားလို့မှတ်တော်မူကြပါဗျာမှန်လားဟဲ့ကောင်းမြင်ရတဲ့တော်ကောင်းကြီးမြတ်ရဲ့မိဆန္ဒမနှက်ပြန်ဆိုရင်ပြည့်စေရမယ်လို့ပြောဝမ်းသာအားရနဲ့မနှက်ပြန်ဆိုလို့ရှိရင်အမေလူခြင်းနဲ့မျက်နှာကျက်ကြီးဘိနံဆိုတဲ့မျက်နှာကျက်ကြီးကိုလူခွင့်ရတော့မေဝမ်းသာလိုက်တာတွေးပြီးတော့ကြည်နူးနေနောက်တနေ့လေရောက်ရောတော်ကောင်းကြီးမြတ်ဆက်ဆိုင်တော့တော်ကောင်းကြီးမြတ်ဘာလို့တလဲလို့မေးလို့ရှိရင်ရပြီလားရပြီဒါဆိုလို့ရှိရင်ကျမတတိအိမ်ကနေပြန်လာလို့ရှိရင်လာယူမယ်နော်ဝေယဝဆာတွေလောက်ကင်ပေးပြီးတော့တော်ကောင်းကြီးတတိအိမ်ကနေပြီးတော့ကျွေးမွေးစေကြောလောက်ပေးစရာရှိတာလောက်ပေးပြီးတော့တော်ကောင်းကြီးအချိန်လဲကြာပြန်လာပြီးတော့ဆက်ဆိုင်ရနေပြီးတော့ဝန်းယူပြီးတော့တော်ကောင်းကြီးအိမ်ပြန်လာခက်သက်ပြန်လာပြီးတော့မိကိုရေမိုးချိုးပေးဝတ်ကောင်းစားလာလေးတွေတော်ကောင်းကြီးယောဂီယံဝတ်စုံလေးဆင်မြန်းပေးအဲ့ဒီမှာအမေကမေးတဲ့ဟဲ့ဒီညဒီညအမေရဲ့ဆန္ဒမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တရားဓမ္မသနာပလင်ထက်စီကဘိဒံဆိုတဲ့မျက်နှာချက်ကိုလူဖို့အရင်သမီးကြိုးစားလိုက်လိတာအမေရဲ့ဟဲ့ဒီမှာဘိဒံမျက်နှာချက်တွေရလာပြီအမေကင်ကြည့်ပါအောင်အမေလက်ကလေးနဲ့တိုးတီးပေးလိုက်ကင်ကြည့်ဤနုညံ့သိမ်မွေ့နေတဲ့ဂတိပံပိုးဖဲစားလေးအမေကင်မိတော့ဖြတ်ကနေဆိုနုညံ့လွန်အားကြီးလို့လန့်သွားအမေဘာဖြစ်တာသမီးရဲ့အမေဘဝမှာဒီလိုနုညံ့ညံ့နေဘယ်တော့မှမကင်ခဲ့ဘူးနုညံ့ညံ့နေဘယ်တော့မှမမိုးခဲ့ရဘူးမကင်ခဲ့ရဘူးသမီးကျေးဇူးနဲ့အခုကင်ခွန်းထီးသွေခွန်းရဘယ်တော့မှမသွေးဘူးလူဖို့ဆိုတာသမီးကျေးဇူးနဲ့အမေလူခွန်းရတော့ဝမ်းသာလိုက်တာသမီးရဲ့ငါသမီးကျမ်းပါပါစေတော့ငါသမီးကြီးဘေးကင်းပါစေတော့လို့မေတ္တာတွေပေးပြီးတော့ရွှေမြမာမယားအမေကလည်းသမီးပေါ်မှာမေတ္တာတွေပေးလို့သမီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းအမေဝမ်းသာနေတာကြည့်ပြီးတော့ဟာလေအမေဆန္ဒဖြည့်နိုင်သွားပြီဆိုပြီးတော့တရားကောင်းကြီးဂုံယူဝန်ကျွမ်းစာနဲ့ရင်ပတ်ထဲမှာကြည်နူးမှုပီတိတွေလိုက်ဖို့ဖြစ်ပြီးတော့မျက်ရည်တွေတောင်မှစီးကြလာတယ်တဲ့မုဒိတာမျက်ရည်ပြောပါမျက်ရည်ဝန္တာလိုကြားတဲ့မျက်ရည်တွေဆိုတာမသေးကြဘူးလားယောဂီယောင်ဝတ်စုံလေးနဲ့ယောဂီယောင်တပံကလေးကိုပခုံးမောတဲ့တဏခါရည်ကျဲလေးနဲ့ကောင်းမွေတွေတေချာတောက်ကြောမော်လေးဖိလိမ်ပြင်းစင်ပြီးတော့ယောဂီယောင်ဝတ်စုံလေးနဲ့လှကြနိုင်လှနေတဲ့အမိကိုမြင်တော့မေဂတိပါဇာလေးကိုသမီးကကင်ခဲ့မဲ့သမီးရဲ့လက်ကိုဆွဲလက်တစ်ဖက်ကကောင်းမော်ကဂတိပါဇာကိုထိတ်လက်တစ်ဖက်ကအမိရဲ့လက်ကိုသွဲလို့ညနေဆောင်မိုးလေးချုပ်တော့ဘုရားကျောင်းတော်သို့လှမ်းခဲ့ပြီသူများတွေမသွားရဘူးတော်ကောင်းကြီးမြတ်ကြီးခက်စောစောလေးသွားပြီးတော့ဘုရားရှင်ကိုတော်မြတ်ကြီးကိုကြကြနာနာလှူခြင်းလို့တော်ကောင်းကြီးမြတ်ကြီးစောစောလေးသွားခဲ့ပြီဆိုတာမသေးကြဘူးလားအဲ့ဒါနဲ့တော်ကောင်းကြီးမြတ်ကြီးတာမိနေရမိကိုသမီးကတော်ကောင်းကြီးမြတ်ကြီးကြကြနာနာတော်ကောင်းကြီးမြတ်ကြီးဆင်ပေးထားတော့မိခင်ကြီးလှပနေတာကိုသမီးကမြင်ခွင့်ရပြီမယ်လို့သမီးကဂတိပါဇာကိုကံအမိရဲ့လက်ကိုတွဲပြီးတော့ဘုရားကျောင်းတော်သို့လှမ်းနေတဲ့လမ်းနေမိခင်မြင်ခွင့်ရရဲ့လားမျက်စိနှကွလင်းမရနေတဲ့မိခင်ကိုတော်ကောင်းကြီးမြတ်ရှက်ရကောင်းမှမသိကြောက်ရကောင်းမှမသိဂုံငယ်တယ်ဆိုတာဘာမှမသိအမေရှိလျင်အရာရာပြည့်စုံတယ်ဆိုတဲ့စိတ်နဲ့ရှောက်လန့်လာလိုက်တာခေါင်းပေါ်ရင်ကြော့လို့ဘေးမှာမတူကတော့အမေကပါနေတာဖြစ်တဲ့အတွက်ကြောင့်အာရင်နေလိုပြေဖြိုးနေမယ်ဆိုတာမသေးကြဘူးလားပြောကြဆိုကျောင်းတော်လေရောက်တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတရားဓမ္မတပင်ပွဲမကြွမိခင်ပရိသတ်သေးလည်းမစုံလင်ခင်ဥဖြာဖြာနဲ့ဘုရားရှင်သာသွားပြီးတော့ခန္ဓာကိုယ်တိတိုက်တော်တဲ့ဝန်လို့ဘုံတော်နေဝန်တော်လင်းသောပါတော်မူတော်မြတ်စွာဘုရားရှင်ကိုတော်